ငါတို့စပွဲခုံဘာဖြစ်နေရောင်ဘဲကောင်မင်းနေဘုံနေနဲ့ထုထားတာတော့ကငါတို့စပွဲခုံငါတို့ရဲ့သမင်းသားစပွဲခုံဘဲကောင်ဘုံနေနဲ့ထုထားတာတော့โอเคဒေဝမှာဒီ +50 ဆိုတဲ့ဘာရလဲတော့မသိဘူးပေါ့ကွာโอเคရပန်းသေးရတာပန်းသေးကိုဘာလုပ်ခိုင်းရအောင်ဆိုတော့ပန်းသေးနိုင်တယ်လေကွာโอเคပန်းသေးစားရင် weight တွေတက်လာတာကွာပန်းသေးစားရင် weight တွေတက်လာโอเคရဒီဘက်မှာအသီးတွေဝယ်လို့ရတယ်ကွာ one fastness တဲ့ဒီမှာခန်းညင်သေးတာပန်းသေးလားရဒီမှာငပြောသေးတွေရှိတယ်ကွာโอเคဒါဘာလုပ်ခိုင်းနိုင်ဆိုတော့ဒီမှာဒီမှာကွာဒီကျွန်တော်တို့အသီးတွေစားပြီးတော့ဒီကျန်းကျင်ကိုဖြိုခွဲရမှာပေါ့ဒီကျန်းကျင်ပေါ်တက်ပြီးတော့ကျွန်တော်တို့ weight တွေကြည့်လိုက်โอเคဟဲ့ဒီမှာကျွန်တော်တို့ weight တွေကြည့်လိုက်ဒီကျန်းကျင်ကိုဖြိုခွဲရမှာဒီ weight တွေတက်အောင်လုပ်ပြီးတော့ဒီကျန်းကျင်တွေကိုဖြိုချရမှာဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်125မရသေးဘူးဒီမှာဖလား3လုံးယူခိုင်းပြီးပြင်ခိုင်းနေတယ်โอเคကဲအခုဆိုရင်ကျွန်တော်ဖလား7လုံးကိုရရောက်သွားပြီဆိုတော့ဒီ3 fan နဲ့ဒီ copy တုပ်ကြည့်လိုက်မှတည်ကွာဝယ်ခိုင်းနေတာဟုတ် copy တုပ်ကြည့်ကိုစားမယ်ကွာโอเค copy တုပ်ကိုစားရင်ဒီမှာ +3 weight တက်တယ်ကွာโอเคဒါပါဝယ်ခိုင်းတာတော့ကွာဒီမှာစတိုးထဲမှာဒါ robot နဲ့ဝယ်တဲ့ဟာတွေကွာโอเค free တယ်ရအောင်ဒီမှာ free claim လုပ်လို့ရကွာ 1k win ဒါက group ရဲ့ join ကတော့ပါကွာဒါတွေကတော့โอเคဒီမှာ copy တုပ်တွေစားရင် weight ကတက်တာကျွန်တော် joy weight ကအခု level 10ကိုရောက်ရှိနေပြီပေါ့နော်ဒီ joy ဒီကျန်းနေလောက်ကတော့ AC ပဲကွာ okay ဒါလည်း AC ပဲ okay ဒါလည်း AC ပဲတစ်ချက်ပဲ okay ဒါကတော့ okay နှစ်ချက်သုံးချက် okay joy ဒီကျန်းနေဒီ state 4ကကျန်းနေထိwater flow တဲ့ရဒါ water flow ပေါ့ဒီမှာကွာ joy ဒီမှာ state 4ကကျန်းနေရောလဲ AC ပဲကွာ joy coffee တုပ်တွေကြိုက်ပြီးတော့ကျန်းရင်တွေကိုဟွာလောက်နေတာပေါ့နော်ဒါ 15k ဆိုတော့နည်းနည်းများသွားပြီကွာ joy ဒီမှာဖလား80ယူပြီးတော့ပဲပြင်လိုက်မယ်ကွာ okay joy ဖလား82လုံးရောက်ပြီးတော့ဒီ banana ဝယ်လိုက်မယ်ကွာ banana တစ်ခါစားရင် weight 10 weight 10ခုတိုးတယ်ပေါ့နော် weight က first night က weight တက်တယ်ပေါ့ငါဒီတကိုက်ကရင်10 kg လောက်တက်တယ်ထင်တယ်ကွာ okay ဒီမှာဖရဲသီးတွေစားရကွာ okay ဒီမှာ weight တက်ဆုံးက chocolate ထင်တယ်ကွာ150 billion ဝင်းတော့လိုရကွာဒီကောင် chocolate ကရဒီမှာကြက်ပေါင်တွေရောပဇွန်တွေရောစားလို့ရတယ်ကွာ okay ဒီထက်က chocolate က weight တက်ဆုံးပဲဖြစ်မှာနော် okay ညီကိုရေလည်း chocolate စားဖို့ဝါကျင်တော့ chocolate စားဖို့နော်ဒီ chocolate စားရင် weight တက်တယ်ပေါ့နော်ဒီမှာကျတော့ဘာ reverse နှစ်ခါလုံးရင်ဒီမှာထိုင်စားရင်ပို့ပြီးတော့တက်တယ်ကွာ okay ကျော် reverse လုပ်လို့ရည်လားတစ်ချက်ကြည့်လိုက်မယ်ကျော် reverse လုပ်လို့ရည်ကွာ okay reverse လုပ်လိုက်မယ် okay ကျော် reverse နောက်ထပ်လုပ်ဖို့ဆိုဘာလို့ရအောင်ဆိုတော့ level 40လိုရတယ်ကွာကျော်ခုမှ level 30ပဲရှိသေးရဆိုတော့ okay ကျော်သွားလိုက်မယ် okay ကျော်ဒီ stage 6ကို stage 6က 80k ဆိုတော့တော်တော်များတယ်ကွာကျော်ဖလား240ယူပြီးပဲပြင်လိုက်မယ် okay ကျော်ဖလား200ကျော်လိုက်ဆိုတော့ဒီခါကျော်ကိုဝယ်လိုက်မယ်ကွာ okay ခါကျော်ဝယ်လိုက်ပြီနောက်အနေခါကျော်ကဖလား400မှာကွာကျော်ရခုမှ200ကျော်ပဲရှိသေးဆိုတော့တွားပြီးတော့ဒီမှာထိုင်ဆိုင် 1.5 fairness တဲ့ဒီမှာထိုင်ဆိုင်ရင်30တောင်တက်တယ်ကွာ okay ကျော် repair လုပ်လို့ရည်လား repair လုပ်လို့ရကွာ okay ကျော်okay ကျော်အခုဆိုတော့ repair နှစ်ခါလုပ်ပြီဆိုတော့ဒီစပွဲခုံမှာထိုင်ဆိုင်ရင်တော့ပို့ပြီးတော့တက်မှာကွာ okay ရအောင် oh my god ရအောင် +60 တောင်တက်တာပဲကွာ okay ကျော်နောက်ထပ်ဖလားတော့ယူလောက်မယ်ကွာခါကြောက်ဝီစားဖို့လို့ okay ရ stage 1လောက်ကတော့ AC ပဲ stage 2လဲ okay stage 2လဲတစ်ချက်ပဲရ okay stage 4 3လဲတစ်ချက်ပဲကွာ4လဲ okay 4လောက်ကတော့ AC ပဲဒီလောက်ကတော့ AC ပဲ okay stage 5က 15k ဆိုတော့ AC ပါပဲကွာ okay ကျော် weight က 1600တောင်ရောက်နေဆိုတော့ဒီလောက်ကတော့ AC ပဲကွာ stage 6ကိုမယူသေးဘူးကွာကျော်ဒီဖလား240ပဲယူပြီးပြင်လိုက်မယ် okay ကျော်အခုဆိုရင်တော့ဖလား900ရောက်သွားပြီဆိုတော့ဒီခါကျော်ကိုဝယ်လိုက်တော့မယ်ကွာ okay ကျော်အခုဆိုရင်တော့ခါကျော်ကြိုက်ပြီးတော့ weight တက်လာအောင်လုပ်နေပြီပေါ့နော်ခါကျော်ကမိုက်တယ်ကွာ okay ခါကျော်ကတစ်ခါကရင်90တောင်တက်တယ်ကွာ90တောင်တက်တယ်နောက်ထပ်ခါကျော်ပြင်ဒါလေးကဘာလေးလဲမသိဘူးကွာရအောင်what see ဘူးလေးလာတော့မသိဘူးကွာ okay ကျော်ဒီခါကျော်ကိုဒီစပွဲခုံမှာသွားဆက်လိုက်မယ်ကွာ
哎呀，打把了本地铁王呀，OK，叫本地那嘛啦，卡叫呢，OK，地嘛一块楼来比个，OK，叫地嘛，地十八空嘛，掉在thành啥来买个，爸爸姐叫掉出来，那种的味道呢，啥嘛买个，叫苦说人，叫味个食堂个要来吧，一个要来比说，OK，地嘛，riba楼来个，riba 特卡楼来比，OK，地嘛thành啥买个，OK，那里这种得个特卡啥人。OK，叫爸爸去讲解那个养条嘛也买过。OK，养地嘛养那边没得得买过。OK，第十八空不得的呢。我把个十八空啊，OK，riba 俺个老弟嘛啥路也买的过。OK，叫脑袋 riba 老婆路那边10嘛也买着，叫空嘛65说的，到路也过叫riba 嘛老多过。OK，地嘛。卡叫啥买的呢？的讲解的天来买过。OK，哇，像打了1C呗，1C呗 ，OK 样，3K 的7呗样 ，OK，的7呗样，这是个10K了个了1C呗样，1C呗样 ，OK，哦样买的样，ဒီမှာဖလားယူရင်930တော့ရရကွာဒီမှာ state တာဘောကနိုးတဲ့ရအောင်4သိန်းတောင်ခုံပေါအောင်မှာပေါ့4သိန်းတောင်ကြော်ထည့်ရမှာဆိုတော့ဘာမှမဖြစ်ဘူးလေကြော်ရီဒီတစ်ချက် state 7ကိုကြော်ထည့်ပြီးတော့ကြော်ရီနောက်ထပ် state 8ကျရင်တော့ဖလားယူပြီးတော့ပဲပြင်လိုက်မယ်ကွာ okay ခုံပေါက်တာ okay ကြော်ရီငါကောင်လှုပ်ထားကွာ okay ခုံပေါက်တာယူတော့မယ်ကွာ okay နောက်ဆုံးတော့ state 7ကိုကြော်ထည့်ပြီးတော့ state 8ကိုရောက်လာပြီကွာ Okay ရ state 8က2 million ဆိုတော့ကြော်ရောက်ခုမှ 15k ပဲရှိသေးတာဆိုတော့တော်တော်ကြာမယ်ကွာခုံပေါက်ရင် Okay ဘာရဲ့ကြော်ကြီးဒီဖလားယူပြီးတော့ပဲပြန်လိုက်မယ်ကွာ Okay ဖလား2000ကျော်ရပြီဆိုတော့ကြော်ကြီးဒီမှာဒီကမရသေးဘူးကွာ 7.5k တောင်ဆိုတော့ဒီမှာရဘာဝယ်လို့ရတယ်ကွာ food တက်တယ်ရဟိုဒီမှာဘာလုပ်လို့ရလဲမသိဘူးကွာ Okay ဒါဘာလို့တာလဲမသိဘူးကြော်ကြီးတစ်ချက်လောက်ဝယ်ကြည့်လိုက်မယ်ကွာခါကျောက်ကိုဝယ်ကြည့်လိုက်မယ် Okay ရအောင်ပါတော့ရဟမ်ဘာဂါ Okay ရီဘတ်လုပ်လို့ရပြီဆိုတော့ကြော်ကြီးရီဘတ်လုပ်လိုက်တော့မယ် Okay ရပန်းလေးပြစ်လာတာရခါကျောက်ပဲရောက်သွားဒီမှာကြော်ကြီးနဲ့တူတူအရောင်ကြော်ကြီးကောင်တော်တော်ဖတိပြစ်နေကွာကြော်ကြီးအစားပိန်လေးကနေဖတိပြစ်လာပြီကွာဒီဘက်ထွက်ကြည့်လောက်မယ်ကွာဒီဘက်ခဏထွက်ကြည့်လောက်မယ်ကွာကြော်ကြီး Oh my god ရကြော်ကြီးလူသိန်းဖြစ်နေပြီဟာ Okay ကြော်ကြီးစားရရကြော်ကြီးဖတိပုတ်ဖြစ်တော့မယ်ကွာကြော်ကြီးဖတိဖြစ်နေပြီရ Okay ရီဘတ်လုပ်ဖို့လည်းပဲတော်တော်လိုသေးရကွာဟိုရဒါရပါတော့ရ Okay ရငါကောင်စားတာရမင်းဖတိပုတ်ဖြစ်မှဒီကျန်းရင်တွေကိုဖိချလို့ရမှာကွာ Okay ငါကောင်စားတာရခါကျဲဦးရစားပြီးတော့လူဝိုင်းဖြစ်နေပြီကွာ ယောဂလည်းခင်းတာပေါ့ကွာခါကျုပ်စားပြီးတော့လူဝိုင်းဖြစ်တာဆိုတော့ Okay ဘာပဲဖြစ်ဖြစ်ကြော်ရီဝအောင်တော့တမ်းမအောင်တော့လုပ်ရမယ်ကွာကျန်းရင်တွေကိုကြော်ထည့်ဖို့ဆိုရင်တော့ဟိုရဒီဘက်ကကောင်တွေရအောင်ကျန်းလိုက်ရဒီဘက်ကစကင်တဲ့ကောင်တွေရအောင် Okay ငါကောင်စားတာ Okay ကြော်ရီကျန်းရင်တွေကိုတွားပြီးတော့ရက်လောက်မယ်ကွာ Okay ဒီမှာအေးဆေးပဲကွာတစ်ချက်ပဲ Okay ဒီမှာStay 4လောက်ကတော့တစ်ချက်ပဲရအောင်ရေ8000နဲ့တစ်ချက်ပဲငါကောင်ခုံထားရဖလားဒီမှာမယူသေးကွာ၄သိန်းလောက်ကတော့ခဏပါပဲကွာကြောရည်တော့ကတော့အရာဟိုကောင်တစ်ချက်ထဲခုံသွားတာရဟိုကောင်ကျန်းလိုက်လာရခုံထား Oh yo Okay 2 million ခုံထားမယ်ကွာကြောရည်ခါကျဦးစားပြီးတော့ခုံထားမယ်ကိုယ်ဒီမှာပဲဖလားယူလိုက်တော့ရင်ကောင်းမလားကွာOkay ဒါ try ကြည့်လိုက်မယ်ကွာ2 million ဆိုတာလည်းဘာမှရှိရတော့မဟုတ်ဘူးကွာကြော်ကြီးခုံမဟုတ်လေကြော်ကြီးခုံမတက်နဲ့စားပြီးတော့ဝိတ်တက်အောင်လုပ်နေရဆိုတော့ခုံလည်းဝိတ်တက်တာပဲကွာကြော်ကြီးဖတိပုတ်ကြီးဖြစ်နေပြီ Okay ခုံထားပါ Okay ရအောင်ပြီးတော့မယ်လှုပ်ထားရငါကောင်300ကျော်ပဲကျန်တော့တယ်ကွာလှုပ်ထားရအောင် Okay 2 million ကနောက်ဆုံးမှာတော့2 million ပြီးတော့State 9ကိုရောက်ခဲ့ပါပြီ State 9က10 million တဲ့10 million နည်းနည်းတော့ကြာမှာပါ Okay ဖလား6000ယူပြီးတော့ပဲပြန်လိုက်တော့မယ်ကွာ Okay ဖလား1000ခွဲရပြီဆိုတော့ကြော်ကြီးဒီမှာဒီကောင်လေးဝယ်လိုက်မယ်ကွာဟိုကလေပိုးစိမ်းကောင်လေးကတ်တုံကားထဲမှာပိုးစိမ်းကောင်လေးလူပြီးစားနေတဲ့ဒီကဘာလေးလဲတော့မသိဘူးကွာသိရင်တော့တယောက်ကွာနော်
okay ဒီမှာကျော်ကြီးနည်းနည်းလေ့ကျင့်လောက်မယ်ကွာလေ့ကျင့်ပြီးတော့ဒီဟိုစတေး10 million ဆိုတော့ wall ကျန်းရင်ကိုဝါပြီးတော့ဖိချမယ်ကွာကဲဘာပဲရှိကျော်ကြီးဒီမှာတော်တော်မိုက်နေကွာတရားကြီးစားပြီးတော့ okay ကျော်ကြီးအခုဆိုရင်တော့ weight ကတသိန်းကိုကျော်လာပြီဆိုတော့ကျော်ကြီးနောက်ထပ်ဖလားသွားယူမယ်ကွာကျော်ကြီးနောက်ထပ်ဝယ်ဖို့လို့အစားအစာတွေဝယ်ဖို့လို့ဖလားသွားယူလောင်းမယ်ကွာကျော်ကြီးဒီလောက်ဒီပူတင်းလောက်လေးနဲ့ကွာကျော်ကြီးမဝါနိုင်ဘူးပူတင်းလောက်လေးနဲ့မဝါနိုင်ဘူးဆိုတော့ကျော်ကြီးနောက်ထပ်ချက်ပေါင်တွေချောကလက်တွေဝယ်မရမှာကွာ okay ဒီမှာ level 2 million လောက်ကတော့ကျော်ကြီးအတွက်ကတော့ AC ပါပဲကွာ okay 2 million လောက်ကတော့ AC ပါပဲရအောင် okay ဒီမှာဖလား6000မယူသေးဘူးကွာ10 million 10 million ကိုလည်းရအောင်ခဏပဲထင်တယ်နော်ကျော်ကြီးခုံပေါက်တော့ရိုးခုံပေါက်တာရအောင်ငါကောင်စိုင်းမတက်နဲ့ကိုငါကောင်တော့တော်တော် weight တက်တော့မှာပဲကွာစိုင်းမတက်နဲ့ကိုခုံပေါက်ပြီးတော့လုပ်ငန်းတွေလုပ်နေတာကွာငါကောင်ခေးရဒီကောင်မိုင်းတော်တော်မိုင်းနေကွာ okay ရ10 million နဲ့ AC ပဲနော်ရအောင်ဒီကျော်ကြီး weight က3,600ရောက်နေပြီဆိုတော့ 160k ကျော်နေပြီဆိုတော့ကျော်ကြီးတော်တော်ဝါနေပြီကွာတောင်းတအောင်ကျန်းနေနေလောက်ကတော့ကျော်ကြီးအတွက်ကတော့ AC ပါပဲကွာ okay လောက်ထားရအောင် state 9ကိုကြော်ဖြတ်ပြီးတော့ state 10ကိုရောက်တော့မှရအောင် okay နောက်ဆုံးတော့ရောက်ရှိခဲ့ပါပြီ50 million တည်းရအောင်50 million ကျတော့တော်တော်များတော့ကွာကျော်ကြီးတစ်ချက်အစားသွားချလာအောင်ပဲကွာကျော်ကြီးဒီမှာဖရဲသီးတို့ဘာတို့ဝယ်လို့ရရလားမသိဘူးကွာ okay 85k ဆိုတော့ဒီ hamburger ဝယ်ဖို့လို့ကျော်ကြီးတစ်ချက်ဝလောက်တော့မယ်ကွာ hamburger ဝယ်ဖို့လို့ဆိုရင်ကျော်ကြီးတစ်ချက်ဖလားသွားချလာအောင်ပဲကွာ50 million နည်းနည်းတော့ကြာတယ်ကွာ okay ဒီဖလားယူပြီးတော့ပဲတင်လိုက်မယ်ကွာ okay ကျွန်တော်အခုကျော်ရအခု river 6ခါလောက်ပြီဆိုတော့ဒီမှာဒီစပွဲခုံမှာသွားထိုင်လို့ရပြီကွာ okay ရအောင်ဒီမှာ 2.8k တောင်တိုးတာကွာ okay ရအောင် okay ရဒီကျော်ကြီးမေးနေတာကွာ river 6ခါတောင်လောက်ပြီဆိုတော့ဒီမှာလာထိုင်လို့ရတယ်ကွာ okay ရဒီမှာလေးစားတောင်တက်တာကွာတစ်ခါဆိုင်ရင် 2.8k တောင်တက်တာကွာကျော်ကြီး weight တော်တော်များနေပြီ 21k တောင်တက်တာကွာတစ်ခါဆိုင်ရင်ဖတီးပုတ်ကြီးရှင်နေကျော်ကြီးကိုကြည့်လိုက်အောင်ဖတီးပုတ်ကြီးရှင်နေဒီဘက်ထွက်ကြည့်လိုက်အောင်ဟာမာကရဲ့သကုံးလေးစားနေတာရဖတီးပုတ်ကြီးတောင်ဖြစ်နေပြီကွာကျော်ကြီးတော်တော်ဝါနေကွာကျော်ကြီးခန္ဓာကိုယ်ပဲချမ်းရမှာမခံနိုင်တော့တော့ဘူးကွာ okay ရဒီ10 million လောက်ကတော့ AC ပါပဲကွာအဲ့ကြောင့်250 million ကျတော့များသွားပြီလေကွာရ250 million ကျတော့တော်တော်များသွားပြီကွာဒီ78,250 million တော်တော်များနေကွာဒီကျော်ကြီးဖလားပဲယူပြီးတင်လိုက်တော့မယ်ကွာ okay ဖလားယူပြီးတော့တင်မှာဆိုတော့ကျော်ကြီးက river 6ကလောက်ပြီဆိုတော့ river 10ကလောက်ပြီးဒီဘက်က80တောင်တိုးမဲ့ဒီစပွဲခုံမှာစားလို့ရတော့မယ်ကွာ okay ကျော်ကြီး river 10ကရအောင်ကျိုး try လောက်မယ်ကွာရငါတို့စပွဲခုံဘာဖြစ်နေရအောင်ဘယ်ကောင်မီးနေဘုံနေနဲ့ထုထားတာတော့ကွာရငါတို့စပွဲခုံရငါတို့ရဲ့သမင်းသားစပွဲခုံဘယ်ကောင်ဘုံနေနဲ့ထုထားတာတော့အော်ရမီးလောင်းနေကြထွက်လို့မရတော့ရလုံးကြောင်ရကျော်ဒီစပွဲခုံနဲ့လာပိတ်ခံနေရအောင်လုံးကြောင်ရဒါဘလို့တရားထွက်ရအောင် okay ရထွက်လို့ရပါ okay ရဘယ်ကောင်ဘုံနေနဲ့ထုတာတော့ကွာ okay ရokay ကျော်ကြီးအခုဆိုရင်ဖလား936 kg ရောက်ပြီဆိုတော့ကျော်ကြီးဒီမဲ့ခုနကအသားညက်ပုံမုတ်သွားဝယ်လိုက်တော့မယ်ကွာဒီဖဲသီးစားဖို့ဆိုတာ 7.5 million ရမှာအဆင်ပြေမှာဆိုတော့ကျော်ကြီးဖဲသီးတော့မဝယ်နိုင်သေးဘူးပေါ့နော်ကျော်ကြီးဒီကဝယ်လေးကွာရ okay လိုင်းလက်နာလားမသိဘူးကွာရ okay ရအခုဆိုရင်တော့ကျော်ကြီးဒီပုံမုတ်ကိုစားနေပြီပေါ့နော်ဒီမှာ food pack တယ်မှာကွာဒီကောင်တော့ဒီမှာရွေးပြီးတော့ကွာriver လောက်လို့ရပြီကွာဒီမှာကဲအခုဆိုရင်တော့ကျော် river 10ကလောက်ပြီးပြီဆိုတော့ဒီစပွဲခုံအစ်စ်မှာတော့စားလိုက်တော့မယ်ကွာဒီ8ဆတိုးပေးတဲ့စပွဲခုံမှာ okay ရတခါစားရင် 149k တောင်တက်တာကွာရအောင်ဒီလောက်ဒီစပွဲခုံရပိုကျန်းတယ်ကွာရအောင်ဒီမှာရဟိုဘက်စပွဲခုံအမြင့်ဆုံးရဒီမဲ့36စားတောင်တိုးပေးမှာရဲကွာရောင်တရားရဟိုဘက်ကစပွဲခုံအနီရောင်တီကြော်ရောင်သွားမယ်ကွာ let's go ညံလောက်ထားရအောင်ကျော်ညံထွိုင်းလာရအောင် okay ကျော်ရအခုဆိုရင်တော့ဒီတော်တော်ကိုမှဖတီးဖြစ်နေပြီပေါ့နော်ဒီ15 million
ခန္ဓာကိုယ်ရှိတဲ့ကြော်ကြီးပေါ့နော်ဒီသွားရလာတာတော့နည်းနည်းနှေးတော့ရင်တော့ရကြော်ကြီးอ่ะ okay ရန်ဒီ50 million တဲ့ရန်ဒီလောက်ကတော့ AC ပဲရန်ကြော်ကြီးခန္ဓာကိုယ်ဘယ်သူမှမနိုင်တော့ဘူးကွာဒီ